Hello အားလုံးပဲမင်္ဂလာညချမ်းပါမွန်ဒီနေ့ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကိုနီလန်လေးတစ်ခုပေးချင်ပါတယ်အဲ့ဒီနီလန်လေးကိုကနေတိုင်းမှာကိုတတိယရင်ရတယ်လို့မျိုးပြောပေးကြည့်ပါအဲ့လိုပြောပေးခြင်းအဖြစ်ကိုယ့်ရဲ့ဘဝတိုင်းမှာကိုတကယ်ကြီးတိတိတာတာတိုးတက်ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ဟိုနေ့ကဘဝမှာပစ္စည်းဥစ္စာရှိဖို့လိုသလိုစိတ်ချမ်းသာဖို့လည်းလိုတယ်အဲ့တော့စိတ်ချမ်းသာမှုရောပစ္စည်းဥစ္စာရှိတဲ့အရာရောကိုကအကုန်လုံးကဒါတစ်ထပ်သေးကြနေမယ်ဆိုလို့ရှိရင်အရင်ကိုပြုတ်ဖို့ကောင်းတာပေါ့အဲ့အတွက်ကြောင့်မနေ့ကဒီအရာတွေဒီတကယ်ရဖို့ရာအတွက်လည်းထိုက်တန်တယ်အဲ့အတွက်ကြောင့်မနေ့ကနေတိုင်းမှာငါကတနေ့ချက်တနေ့ပူပြီးတော့မှကျွယ်ဝချမ်းသာလာနေတယ်အဲ့ဒီစကားလုံးလေးကိုပြောပေးကြည့်ပါစကားလုံးတိုင်းမှာ power လို့ခေါ်တဲ့စွမ်းအားတစ်ခုရှိတယ်အဲ့တော့ကိုပြောတဲ့စကားလုံးကကောင်းရင်လည်းကိုယ့်ရဲ့ဘဝဒီကောင်းလာလိမ့်မယ်ကိုပြောတဲ့စကားလုံးတွေကမကောင်းနေဘူးဆိုလို့ရှိရင်လည်းအဲ့ဒီຢာဒီကိုပဲခံရမယ်ပြီးကောင်းတယ်ဆိုရင်လည်းကိုပဲဆန်ရလိမ့်မယ်အဲ့ကြောင့်ဒီကကောင်းတာတွေဆိုတာတွေမှန်တာတွေမှားတာတွေဆိုတာတဲ့မမို့လို့နေတိုင်းမှာဒီစကားလုံးလေးကိုပြောပေးခြင်းအပြင်ကိုယ့်ရဲ့ယုံကြည်မှုအလျောက်ဥပမာကိုကယုံကြည်မှုကကိုကတကယ်ကြီးကိုအရင်ယုံကြည်တယ်ဆိုလို့ရှိရင်လည်းချက်ချင်းပြောင်းလဲသွားလိမ့်မယ်အကဲကိုကယုံကြည်မှုကိုကရေရှည်ပြီးတော့မှရေရှည်ပေါ့နော်တိဆောက်ပြီးတော့ယူရတယ်ဆိုလို့ရှိရင်လည်းအချိန်နဲ့ကြာတာမျိုးဖြစ်ချင်းဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်မလို့ကဘလို့ပဲဖြစ်ဒီအရာလေးကနေတိုင်းမှာတတိယတိုင်းကိုယ့်ရဲ့စိတ်ရောကိုယ်ရောနှလုံးသားအကုန်လုံးခံစားပြီးတော့မှပြောပေးကြည့်ပါအဲ့လိုပြောပေးခြင်းအပြင်ဘဝသည်တိုးတက်ပြောင်းလဲလာပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကတစ်ချိန်တည်းမှာကိုယ့်ရဲ့ဒီကိုယ်ရောနှုတ်ရောစိတ်ရောသုံးမစလုံးကိုပြောင်းလဲခြင်းနဲ့ကိုယ့်ရဲ့ယုံကြည်မှုတွေကိုကောင်းတဲ့အရာတွေဖြစ်ခြင်းနဲ့ကိုယ့်ရဲ့ဒီဘဝတစ်စိတ်တစ်လူတစ်နဲ့ကိုကဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်အမုန်းတို့တွေမှာလွယ်ကူတဲ့နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်အကြောင်းကိုသိစေဖို့ရတဲ့လေ့လာခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကလေ့လာခြင်းနဲ့ဆိုလို့ရှိရင်အမုန်းကအသုံးချစိတ်ပညာလို့ခေါ်တဲ့ Neuro Linguistic Programming NLP Basic Zone မှာ 2-day training လုပ်ပေးထားတဲ့အရာတစ်ခုကို Zone Record ကို Telegram မှာပြန်ပြီးတော့မှတင်ပေးမဲ့အစီအစဉ်ကိုလုပ်ပေးထားပါတယ်အဲ့တော့မင်းကဗီဒီယိုတွေကို30မိနစ်40မိနစ်ရိုက်ထားတာမဟုတ်ဘူး Zone နဲ့လောက်ထားတာဖြစ်တဲ့အတွက်ကြောင့် energy ကအရန်ကိုကောင်းတယ်အဲ့တော့ကိုကတည်ယူမယ်ဆိုလို့ရှိရင်တကယ်ကြီးတာကိုကတည်ယူမယ်လေ့လာမယ်အချိန်ပေးပြီးတော့မှကိုကလုပ်မယ်ဆိုလို့ရှိရင်သိချတဲ့ဒီ2ရက်အတွင်းမှာပြောင်းလဲသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကိုကတည်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင် group member ကြီး9000ကျပ်တာပေးသွင်းရမှာပဲဖြစ်ပါတယ်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ဖြစ်တဲ့3998943439ကိုဆက်သွယ်ဆုံးစမ်းမြင်မြတ်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ Hero is you